ရဲ့အိမ်ကနေထွက်ခွာသွားခဲ့တဲ့ကို့လိုလိုက်လို့လမ်းပြောင်းသွားခဲ့တဲ့အဖပေးတဲ့မွေယူသွားခဲ့ပြီးပျော်ရွှင်မဲ့ထင်လို့အပြင်ကဘာထွက်ခဲ့တယ်မွေချေကုန်သွားခြင်းတငယ်ချင်းတွေမရှိတော့အခက်ခဲကြမှာဘယ်သူမှမကူညီတော့အစာမဲလုံးကိုကြွေးရင်ကိုပြန်မေးတယ်အဖရဲ့အိမ်မှာတော့ကောင်းမွန်နေမယ်ဆိုပြီးထန်လာမယ်နောင်တစိမ့်နဲ့အပြစ်တွေဝန်ခံပြီးပြန်လာချိန်အဖကအလက်ဖွင့်ပြီးကြိုးဆိုခဲ့ချစ်ချင်းမြတ်တာနဲ့လွမ်းဆုခဲ့တယ်လို့ပဲခရစ်တော်လေးထိုတူပဲပြန်လာသူတိုင်းကိုလက်ခံနေယူနာနဲ့ပြေဆုံးနေချစ်ချင်းဖာကအမြဲဆောင်နေတယ်ခံပြီးပြန်လာချိန်အဖကအလက်ဖွင့်ပြီးကြိုးဆိုခဲ့ချစ်ချင်းမြတ်တာနဲ့လွမ်းဆုခဲ့တယ်လို့ပဲခရစ်တော်လေးထိုတူပဲပြန်လာသူတိုင်းကိုလက်ခံနေယူနာနဲ့ပြေ